ကြောက်ပလောင်းဝင်လာ ကြောက်တော့ဝင်လာပြီ ကြောက်ပလောင်းဆယ်တယ် ကိုမင်းတို့ဖုံးဆက်လိုက်ပါ ဖုန်းဆက်အောင်ဒီဥစ္စာတဲ့ဆိုအမေကလည်းကူးလို့ရအောင်ဟုတ်မြုပ်ကုန်ဆယ်ရဒီတော့ပြတ်လိုက်ပုံရပါဟိုဆယ်နီးနီးလေးအဲ့ဒီဟိုဆယ်ရတော့အဲ့ဒီနည်းနည်းကားလေးဖူးရတော့ပါရကျမတော့ဒီတော့ဒီကောင်လမ်းလျှောက်လို့ရဟဲ့ကူးလို့ရတယ်လူတော်ဟွာဖြစ်နေတယ်ကားနဲ့များတယ်မများတော့သွားရင်လည်းဆရာကိုမောင်းရဲသွားတယ်ဒီပြုတ်အားကြောင့်လုပ်တယ်ဆိုရဲရပါတယ်ခုမဟုတ်နောက်တဲ့ဘုရားများလာရင်တော့ တဲ့များရင်တော့ရအောင် ကားလေးလေးပြီး